လမ်းကျင်တဲ့စိတ်ကလေးကိုဖြစ်ပြရှုပြီးတော့လှမ်းဖို့ခြေကိုချခြင်းတဲ့စိတ်ကလေးကိုဖြစ်ပြရှုပြီးတော့လှမ်းဖို့ပြုံတိုးပြီးတော့မနေခြင်းနဲ့ခပ်ဖြည်းဖြည်းခပ်မှန်မှန်တတိကပါမကျဲမစိတ်ဆိုသလိုပေါ့ဖြည်းဖြည်းချင်းယောဂီဘုဒ္ဓအမတ်ပညာလက်လို့စင်နဲ့ရန်တော်များမှာသမဏပညာဆိုတာအမြဲတမ်းရှိနေကြလို့ယောဂီများမှာလည်းပဲယောဂီဘုဒ္ဓအမတ်ပညာလက်လို့ကြပါစေနဲ့စကားမပြောနဲ့ဝိယဝိသအဖွဲ့ကလည်းတိတ်တိတ်ဆိတ်ဆိတ်ငြိမ်ငြိမ်ဆိတ်ဆိတ်ဆောင်ရွက်ပေးပါလို့အထူးမေတ္တာရပ်ပါတယ်ဓမ္မရိပ်တာဖြစ်ပါတယ်ဓမ္မရိပ်တာဖြစ်ပါတယ်အယတ်ထဲကအလူမန္တမဟုတ်ပါဘူးအယတ်ထဲကအလူမန္တမဟုတ်ပါဘူးဓမ္မရိပ်တာကြီးဖြစ်ပါတယ်ဘွယ်ချုပ်ကြီးရဲ့ဂုဏ်ကျေးဇူးနဲ့တရားတရားကိုအထူးသိတတ်ကြပါစေဘွယ်ချုပ်ကြီးရဲ့ဂုဏ်ကျေးဇူးနဲ့တရားတရားကိုအထူးသိကြပါရောင်းနေတဲ့ယောဂီများကပကံတဲ့မှာထိုင်ပကံတဲ့မှာထိုင်အမျိုးသားများဆိုရင်တမရီချိတ်အမျိုးသမီးများဆိုရင်ကျုံညုံထိုင်ရက်လွန်လေးချပြီးအတုတကအတုမကိုမေတ္တာပို့ပါအတုတကအတုမကိုမေတ္တာပို့ပြီးတာနဲ့တကယ်နဲ့တည်းမိမိရဲ့အိမ်သားတွေ30ပုံသားအားလုံးသောဝိနည်းတတ္တဝဝိနည်းအပေါင်းတို့ကအမြတ်ပေးမေတ္တာပို့ပါမေတ္တာပို့ပြီးလို့ရှိရင်အလျာတလာမြတ်လို့ရှိတဲ့ခန္ဓာမှာဉာဏ်နဲ့စောင့်ပြီးခန္ဓာရဲ့အပြည့်သဘောကိုရှုပွားပါအမတန်ထင်လွယ်မြင်လွယ်ပါတယ်ငါဝိုင်းမှာဘသူမလာသေးလို့ဘသူမရောက်သေးလို့ဆိုတာယောဂီတို့နဲ့မဆိုင်ပါဘူးကိုယ်ကိစ္စကိုဆောင်ရရမယ်မိမိဝိုင်းမှာဘယ်နှယောက်ကျန်သေးတယ်ဆိုတာကိုယ်ကိစ္စမရှိဘူးမိမိရဲ့တာမန်တဲ့ပကံတဲ့မှာထိုင်ပါညတော်လေးချပြီးတော့အတူတကအတူမှာကိုမေတ္တာပို့ပြအောင်ပို့ရမယ်နေမပို့မိရင်စာကြွေးတင်သွားမယ်မေတ္တာမပို့မိရင်စာကြွေးတင်သွားမယ်စာကြွေးတင်ရင်ရောက်စရာကောင်းတယ်နော်ခန္ဓာနဲ့ဆက်ရမယ်ခန္ဓာနဲ့ဆက်ရမယ်အဲဒါကြောင့်မေတ္တာပို့ပြအောင်ပို့ပြီးတော့ညလွန်လေးချပြီးအလျာတလာမြလောက်ရှိတဲ့ခန္ဓာမှာဉာဏ်နဲ့စောင့်ပြီးတော့ခန္ဓာရဲ့အပြည့်သဘောကိုရှုပွားပါဘေဘီကိုမကြည့်နဲ့ဘေဘီကိုမကြည့်နဲ့တို့ယောဂီများမိမိမှာသီလရှိတယ်သမာဓိရှိတယ်အလျာတလန်များလို့ရှိတဲ့ခန္ဓာမှာအာစိဏကဖြစ်ပျက်ကိုရှုပွားနေတဲ့ယောဂီဖြစ်ပါတယ်ယောဂီရဲ့သီလသမာဓိပညာကိုကြည်ညိုသောအဖြစ်ပူဇော်သောအဖြစ်လာတဲ့အာဟာရခဲပွဲပေါ်စဉ်များကိုလူတန်းကြခြင်းဖြစ်ပါတယ်အစာမတော်တလို့အတော်မတော်တနံသူတော်ကောင်းတို့ခန္ဓာနဲ့ဆက်ရတတ်ပါလေဒါကြောင့်တတိတာဝိရိယဆက်ပညာနဲ့စောင့်ပြီးထိုင်ကြလေးမှာခန္ဓာရဲ့အပြည့်သဘောကိုရှုပွားနေပါခန္ဓာရဲ့အပြည့်သဘောကိုရှုပွားနေပါခန္ဓာရဲ့အပြည့်သဘောကိုရှုပွားနေပါဝိယဝိသဘက်ကလည်းတိုးလို့တိမ်တိမ်ဆောင်ရွက်ပြီးပါတိုးလို့တိမ်တိမ်ဆောင်ရွက်ပြီးပါအားလုံးသိစိတ်ရည်တဲ့နေကြပါစေတရားထဲကလူမန္တကြီးမဟုတ်ပါဘူးဓမ္မရိပ်တာကြီးဖြစ်ပါတယ်ခြေတော်ရှင်အကမဟာပန္တိတမောဂုဆရာတော်ဘုရားကြီးအတန်တော်ညာတော်များကိုဥထိပ်ပါဆင်ပြီးတော့ကိုယ်ကိုယ်တိုင်သစ္စာတရား၌ကိုယ်ကိုယ်တိုင်သစ္စာတရားတိုင်းနှလုံးသွင်းမှအောင်အားထုတ်နေတဲ့သူတော်ကောင်းယောဂီများဖြစ်ပါတယ်အကျဉ်းမဲ့စိတ်ဆိုတော့လက်ပိုင်းပြီးတော့ဘောဇနာဆောင်ကိုကြွကြရမှာဖြစ်ပါတယ်ဘုရားဒီကြီးမကြည့်နဲ့ကိုကြည့်ဒီမကြည့်နဲ့မြတ်စွာဘုရားချတာမြတ်စွာဘုရားချတာမြတ်စွာဘုရားချဒီအလျာတလာများရှိတဲ့ခန္ဓာမှာဉာဏ်နဲ့စောင့်ပြီးခန္ဓာရဲ့အပြည့်သဘောကိုရှုပွားပါအမတန်ထင်လွယ်မြင်လွယ်ပါတယ်အလုတကအလုမာတွေကလည်းယောဂီရဲ့သီလကိုတမာရီကိုပညာတို့ကိုကြည်ညိုသောအဖြစ်ပူဇော်သောအဖြစ်တူတန်းနေကြတာဖြစ်ပါတယ်ဒါကြောင့်အလုကံပုဂ္ဂိုလ်ဆိုတာသူတော်ကောင်းတို့လေယာမြေကောင်းတဲ့သူလေအလုကိုခံတော်မူကြကုန်သောဘုရားယဟန္တာအရှင်သူမြတ်ပြုတို့သည်လေယာမြေကောင်းတဲ့သူလေသီလသမာဓိပညာကိန်းကြသောပုဂ္ဂိုလ်တို့သည်လေယာမြေကောင်းတဲ့သူလေပေးသူသောဒါယကာတို့သည်လေသမားနဲ့တူတယ်လူဝဲဝတ္ထုပစ္စည်းတွေကတော့မျိုးကောင်းမျိုးသားနဲ့တူပါတယ်ဒါကြောင့်တစ်ချိန်စိုက်ကျိုးကကောင်းကျိုးအနန္တရနိုင်ပါတယ်တတိ
တာဝရိယစက်မိမိရဲ့သီလသမာဓိပညာကိုအပြည့်မခံပါနဲ့အမတ်တင်ညာလက်လွတ်ဆိုရင်ယောဂီမဟုတ်ဘဲနဲ့ယောပလီဖြစ်သွားတတ်ပါတယ်ဒေတာထဲမှာလာပြီးလူအပေါင်းနဲ့ဝမ်းဖွဲ့ပြီးပြောရရှင်ကစားနေကြတယ်ဆိုရင်ယောပလီပြေပြန်ပြီးမနေကြဘူးတတိထားပြီးမိမိရဲ့သီလသမာဓိပညာကိုငယ်သောအဖြစ်ဖြည့်ပြီးမဟုတ်ဘဲနဲ့ယောပလီဖြစ်သွားတတ်ပါတယ်ဒေတာထဲမှာလာပြီးလူအပေါင်းနဲ့ဝမ်းဖွဲ့ပြီးပြောရရှင်ကစားနေကြတယ်ဆိုရင်ယောပလီဖြစ်သွားပါမယ်ယောဂီမဖြစ်ပါဘူးဒါကြောင့်ဒီအတရာတလာများလို့ရှိတဲ့ခန္ဓာမညာနဲ့စောင့်ပြီးခန္ဓာဤအပြည့်သဘောကိုရှုပွားနေကြပါအာရများသုံးဆောင်တဲ့အခါမှာလည်းပဲတတိထားပြီးသွန်တာပဒနာမကြဘူးပြက်မမီဘူးရှုရဲရှုနေမဖြစ်ဘူးဘလို့ဘလောင်းလည်းမဖြစ်ဘူးလက်ဒီပါလေးလည်းပေးကြံပြီးမနေကြစီဘူးတတိထားပြီးမိမိရဲ့သီလသမာဓိပညာကိုငယ်သောအဖြစ်ဖြည့်ခြင်းသုံးဆောင်ပေးရမှာဖြစ်ပါတယ်။ကိုင်တွယ်တဲ့အခါမှာအစအရာရာတတိထားပြီးတော့ယောဂီဟူသောအမှတ်တင်ညာကိုလက်ကင်ထားပြီးတန်ဃာတော်ရှင်သူများဆရာတော်တန်ဃာတော်များSee